ဒီမှာဟာနာဘီကင်ပြပါလိုက်နဲ့ဟာနာဘီကိုအဲ့လိုမပြောပါနဲ့ဟာနာဘီကဘယ်ဒီကမဟုတ်ဘူးအဲ့ဒီရန်ပိုင်ရချန်ခိုကရန်ပိုင်နန်းစုရဲ့ဘော်ဘီဆော့ဆာရီအကြောင်းတင်ဆက်ပြသတယ်ဟို2022တော့ဟာနာဘီနဲ့ဟာရာဘူဇာနဲ့နှစ်ယောက်ရှိခဲ့တယ်ဟာနာဘီကတချင်းရန်ဆိုရတာကြိုက်တယ်ဟာရာဘူဇာရှိကမိုက်ခဏခဏငှားတယ်ဟာရာဘူဇာနဲ့မိုက်ပြီးတော့ဟာနာဘီဆိုတဲ့မြောက်သူ့မှာနားထောင်လာပေါ့နားထောင်နေဟာရာဘူဇာဖီတက်နေဆက်ထမှာဟာနာဘီကလည်းဟာရာဘူဇာကိုတွေ့တယ်တချင်းအမြဲဆိုချင်လို့မိုက်ကိုအဆက်လက်ပြတောင်းပြီးငှားတယ်ဟာရာဘူဇာကလည်းပြီးတယ်ဖီတက်နေဆိုကြတဲ့နှစ်ယောက်သားတချင်းကြီးဆိုပါများလာတော့ဟာနာဘီကဟာရာဘူဇာကိုစိတ်ပြီးရင်ခုန်ခဲ့တာပေါ့ဟာရာဘူဇာစမူဇာလည်းဒီဘာမှမသိဘူးရောက်တဲ့ခါမှာဟာနာဘီကတချင်းဆိုပါများပြီးဂလုဂလုဖြစ်တယ်အဲ့ဒီမှာလွှမ်းပိုင်ကပြီးထားပြီးသွားတယ်ဂလုဂလုဖြစ်ပြီးနှစ်ရက်ကြာတဲ့နေ့မှာဟာရာဘူဇာအိမ်ဘေးနောက်လမ်းစုကပြောင်းလာဖြစ်ချင်တော့ဟာကလေးတဲ့လမ်းစုကမဲတူးနေနန်းစုကမဲပြီးနဲ့သူအမြဲတတ်မိကြဈေးဘူးတဘူးရှိဥပြီး